သက်ထကွဲမှလည်းမချောက်တော့တာဘာကြောင့်လဲဆိုရင်နေမချစ်ခဲ့မှုတဲ့ချစ်လို့နောက်ထပ်ရှိမသေးဒါပေမဲ့ကွာအတူတူပြန်ချစ်ဖို့လည်းပါမင်းနဲ့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 အနီးဖို့ထိုင်ကုန်ငယ်လေးတစ်ခုသိမ်းထားတယ်ဒီညိုချောင်းချိုးဖို့အိမ်လေးနဲ့တရားဆုံးအမတ်တရားများလေးနဲ့ကျေရီခေါင်းထားတဲ့ပလေးတစ်လုံးရဲ့တရားရီလေးတို့ကြတဲ့ပဲအတူတည်းချပိုင်းလေးသိမ်းထားတယ်စုံနိုင်တဲ့ရကောင်းမရှိတော့အမတ်တရားတစ်ခု